တခါတော့ကတောနဲ့ကြီးတစ်ခုထဲမှာအလွန်အာနာပြင်းထန်ပြီးစိတ်ကြီးတဲ့ချင်းသိမင်းတစ်ကောင်ရှိပါတယ်သူ့မှာအကြံပေးလက်ထောက်3ကောင်ရှိတာပေါ့အဲ့ဒါတွေကတော့မြေခွေးညောင်းနဲ့အလွန်ပါးနှက်တဲ့ရုံကလေးတို့ပဲဖြစ်ပါတယ်တနေ့မှာတော့ချင်းသိကြီးကနေမကောင်းဖြစ်ပြီးအစာရှာမထွက်နိုင်ခဲ့ပါဘူးအစာမစားရတဲ့အတွက်ပါဇက်ကအာဂရဏကလည်းအရန်ကိုနန်းစော်နေတာပေါ့ချင်းသိကြီးကအစာရှာမထွက်နိုင်တာနဲ့သူ့ရဲ့လက်ထောက်တွေကိုခေါ်ပြီးတော့မေးမြန်းပါတယ်ဟေးအမတ်မင်းတို့ငါရဲ့အနီးနားကိုလာခဲ့ကြစမ်းငါစီကိုသားကောင်တစ်ကောင်ကောင်လာဖို့ဘယ်လိုလုပ်ကြမလဲဆိုတာပြောကြစမ်းအဲ့ဒီအချိန်မှာမြောက်ကလေးကရှေ့ကိုတိုးလာပါတယ်ချင်းသိကြီးကပါဇက်ကိုအကျယ်ကြီးဟလိုက်တဲ့အခါထွက်လာတဲ့အနံ့ဆိုးကြောင့်မြောက်ဟာမအောက်နိုင်ပဲမျက်နှာကိုရှုပ်လိုက်မိပါတယ်အဲ့ဒါကိုမြင်တော့ချင်းသိကြီးကမင်းကဘာလို့မျက်နှာရှုပ်ရတာလဲဆိုပြီးမေးလိုက်တော့တုံးရတဲ့မြောက်ကလေးကအရှင်မင်းကြီးအရှင်ပါဇက်ကတကယ်ကိုနန်းစောနေပါတယ်လို့ဖြေလိုက်မိတာပေါ့ဒါကိုကြတော့ချင်းသိကြီးကဒေါသတကြီးနဲ့ဟာမင်းကငါ့ကိုစော်ကားရဲတယ်ပေါ့သေပြီတော့ဆိုပြီးမြောက်ကလေးကိုချက်ချင်းပဲတတ်စားလိုက်ပါတယ်ဒါကိုမြင်းနေတဲ့မြေခွေးကအရန်ကြောက်သွားပြီးချင်းသိကြီးကိုဖားဖို့ဆုံးဖြတ်လိုက်တယ်သူကရှေ့ကိုထွက်လာပြီးတော့အရှင်မင်းကြီးမြောက်ပြောတာမှားပါတယ်အရှင်ပါဇက်ကပန်းရနံ့တွေလို့မှွေးကြိုင်နေတာပါလို့လိန်ညာပြီးပြောလိုက်ပါတယ်ချင်းသိကြီးကနှာခေါင်းလျှော့ပြီးမင်းကငါ့ကိုငါအလို့ထင်းနေတာလားအနံ့ဆိုးတာကိုအကောင်းလို့ပြောတဲ့လိန်ညာတဲ့မြေခွေးဆိုပြီးမြေခွေးကိုလည်းဒုတိယမြောက်အစားအဖြစ်တက်စားလိုက်ပြန်ပါတယ်နောက်ဆုံးမှာတော့ရုံကလေးအလှည့်ရောက်လာပါတယ်ရုံကလေးကတော့သူ့အရင်တည်သွားတဲ့နှစ်ကောင်ကိုကြည့်ပြီးအဖြေတစ်ခုကိုစဉ်းစားထားပြီးသားပါချင်းသိကြီးကမေးလိုက်တယ်ကဲရုံကလေးမင်းအလှည့်ပဲငါပါဇက်ကနန္ဒလားမှွေးသလားရုံကလေးကခေါင်းကိုတစ်စောင်းလို့နှာခေါင်းလေးကိုရှုံပြပြီးအတန်တူတူလေးနဲ့ဒီလိုလေးဖြေလိုက်ပါတယ်စိတ်မရှိပါနဲ့ရှင်မင်းကြီးကျွန်တော်မျိုးဒီနေ့နည်းနည်းနေမကောင်းဖြစ်ပြီးနှာပိတ်နေလို့ဘာအနံ့မှမရပါဘူးချင်းသိကြီးဟာရုံကလေးရဲ့အဖြေကိုသဘောကျပြီးသူ့ကိုအသက်ချမ်းသာခွင့်ပေးလိုက်ပါတော့တယ်ဒီလိုပုံမြင်လေးတွေထပ်မံနားဆင်ကြရင် like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်နောက်ပုံမြင်တစ်ပုဒ်မှာပြန်တွေ့ကြမယ်